ပင်ကြီးရွာကြီးကတာရာယာယာလက်ခုပ်ပင်ကြီးရွာကြီးကတာဒနာယံဝါပရဏနာယကတရားဟောတရားပြဆရာတော်ဦးအာစာရဦးဆောင်မှုစေတနာတွေမှာတပည့်တရားကမများပေါင်းစုအချောင်းပြုကောင်းမှုကုသိုလ်တွေပါမြတ်ဗုဒ္ဓသာသနာလက်ခုပ်ပင်ကြောင်းတိုက်ကြီးထဲဝါထေဝါအေယာဝီတိုင်းရဲ့ဟင်္ဒရာမြို့နယ်မှာလက်ခုပ်ပင်ကြီးရွာကြီးကတာရာယာယာလက်ခုပ်ပင်ကြီးရွာကြီးကတာဒနာယံဝါပရဏနာယကတရားဟောတရားပြဆရာတော်ဦးအာစာရဦးဆောင်မှုစေတနာတွေမှာတပည့်တရားကမများပေါင်းစုအချောင်းပြုကောင်းမှုကုသိုလ်တွေပါမြတ်ဗုဒ္ဓသာသနာလက်ခုပ်ပေးကြောင်းနိုင်ကြီးထေဝါအကျိုးဟုတ်တရိကဆရာမုံကုံဝိပဿနာတရားစခန်းကြီးဖွင့်လစ်ကရှုမှတ်ကြဒေသနာတရားဝဲများလဲကျင့်ပါကစီလုံးညီညီညာပရာဟိတအသေးကြီးမဟာလင်းလက်ကျဲလဲပါလွေရသည့်အလားထူးစရာဓမ္မစကုသင်္นานများစွာသွန်သင်လို့နာမြတ်ဗုဒ္ဓအဆုံးမအောင်မှာမြတ်ဗုဒ္ဓအဆုံးမအောင်မှာယဉ်ကျေးလိမ့်မှာလက်ခုပ်ပင်ရွာကြီးချက်တည်းဖြာထေဝါအေယာဝီတိုင်းရဲ့ဟင်္ဒရာမြို့နယ်မှာလက်ခုပ်ပင်ကြီးရွာကြီးကတာရာယာယာလက်ခုပ်ပင်ကြီးရွာကြီးကတာဒနာယံဝါပရဏနာယကတရားဟောတရားပြဆရာတော်ဦးအာစာရဦးဆောင်မှုစေတနာတွေမှာတပည့်တရားကမများပေါင်းစုအချောင်းပြုကောင်းမှုကုသိုလ်တွေပါမြတ်ဗုဒ္ဓသာသနာလက်ခုပ်ပေးကြောင်းနိုင်ကြီးထေဝါအကျိုးဟုတ်တရိကဆရာမုံကုံဝိပဿနာတရားစခန်းကြီးဖွင့်လစ်ကရှုမှတ်ကြဒေသနာတရားဝဲများလဲကျင့်ပါကစီလုံးညီညီညာပရာဟိတအသေးကြီးမဟာလင်းလက်ကျဲလဲပါလွေရသည့်အလားထူးစရာဓမ္မစကုသင်္นานများစွာသွန်သင်လို့နာမြတ်ဗုဒ္ဓအဆုံးမအောင်မှာမြတ်ဗုဒ္ဓအဆုံးမအောင်မှာယဉ်ကျေးလိမ့်မှာလက်ခုပ်ပင်ရွာကြီးချက်တည်းဖြာ